အားလုံးပဲမင်္ဂလာပါ My TV မြန်မာကပြန်လဲကြိုဆိုပါရစေကျွန်တော်ရေဘော် ET ပါဟုတ်ကဲ့ဒီနေ့က9ရက်ပေါ့နော်မနက်ပိုင်းစီစဉ်လေးပေါ့နော်အဲ့တော့မနက်ပိုင်းစီစဉ်လေးမှာဘယ်ကစမလဲဆိုတော့ခင်ဗျားတို့ကြည့်တော့ကြည့်ကြမှာမဟုတ်ဒါမှပြချင်တယ်နော်ကြည့်လိုက်ပါနော်စောစီပြကိုကြီးတီကလည်းအာကုသို့များလိုက်တာလို့တော့မပြောနဲ့ဗျာနော်ကြည့်လိုက်ပါပြချင်တယ်ပေါ့နော်အဲ့ရပြောချင်တယ်ဟောပထွေးပြောက်လို့လိုက်ရှာရတယ်ပထွေးတွေ့သွားလို့ပြောနေတဲ့မျက်နှာပေါ့ဗျာနော်သူ့အခုတွေ့တဲ့ပုံအားလုံးတွေ့လိုက်မှာပါနော်ပြာခတ်ပြီးတော့မှတော်တော်လေးမျက်နှာချူသွေးနေရတဲ့အနေအထားမျိုးပေါ့နော်လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာလက်တစ်ခါကသူဖတ်ချင်နေတာအဲ့မှာဟိုကချူကြားကနေပဲဆွဲပြီးတော့လှမ်းဖတ်လိုက်တဲ့အချိန်မှာသူ့ရဲ့ပျော်ရွှင်မှုကအထွတ်ထိပ်ရောက်သွားတယ်နော်ကမ်းမသိရင်တော့နှလုံးခုန်နှုံးနေပါရက်တန့်သွားနိုင်တယ်နော်အဲ့လိုအခြေအနေမျိုးပေါ့နော်သူ့ရဲ့ဒီပုံကြည့်ရတာသူကတော်တော်ကိုပြည်တွင်းမှာတော်တော်အားငယ်တိမ်ငယ်စွာနဲ့သူနေခဲ့ရတယ်ပေါ့နော်ဒီပွဲကသူ့အတွက်လုံးဝတကယ်မဟုတ်တကယ်အောင်ပွဲကြီးပေါ့ဗျာနော်မင်းတော့ဟိုကောင်ကသူ့လိုချင်တာရတာဟုတ်နော်တဝယ်ရင်နဲ့စိတ်ကသူလှုပ်ခွင့်ရပါတော့နော်တဝယ်ရင်နဲ့စိတ်ကဆိုတကယ်အချက်ကြကြားနေရနော်တကယ်မာပြီးတော့ကြားနေရအဲ့တဝယ်ရင်နဲ့စိတ်ကထိုင်းရလဲပြောလို့ရှိရင်တိတ်ပြီးတော့မကြည့်ဘူးပေါ့ဗျာနော်တိတ်မကြည့်ဘူးပေါ့နော်အဲ့ဒီနေရာကိုရုရှားကိုလှုပ်ခွင့်ပေးလိုက်တဲ့အချိန်မှာရုရှားကပြန်ပြီးတော့ပေးတဲ့အနေနဲ့မင်းငါမျက်နှာကိုမင်းရဲ့မြေပေါ်မှာငါ့ကိုခြေချခွင့်ပေးတဲ့အတွက်မင်းကိုငါကမျက်နှာမော်ဖူးခွင့်ပေးမယ်မင်းလာပြီးတော့မော်ဖူးလိုက်ဆိုတော့ခေါ်လာတဲ့အချိန်မှာ तू ကဘယ်လိုများသူ့ကိုကြိုးဆိုမလဲပေါ့စိုးရိမ်စိတ်တယ်အဲ့မှာတွေ့တဲ့အချိန်မှာဟာပြားရီခတ်ပြီးမှဖြောအမြန်တုတ်ချေတင်ပြီးရောက်လာပြီးတော့လက်ဆွဲနှုတ်ဆက်တဲ့ချိန်လက်တစ်ဖက်ကတအားဖတ်ချက်ဖတ်လိုက်ကိုပျော်သွားတဲ့မျက်နှာဗျာတကယ်တော့ပထွေးပြောက်လို့ပြန်တွေးတဲ့မျက်နှာနဲ့ပေါ့နော်အဲ့မျက်နှာအဲ့ဒါကိုပြောချင်တာအဲ့တော့သူဒီကျွန်တော်တို့တိုင်းပြည်ကိုသူ့ရဲ့ထွက်ပေါက်အတွက်ပေါ့နော်တွေးသမျှအကောင်းကိုရောင်းစားနေတဲ့လူမိုက်တရားဆိုတော့ကျွန်တော်ပြောချင်တာနော်အဲ့ဒီလိုခေါ်တွေ့တယ်ဆိုတာကရုရှားကသူလူချင်တာရသွားတာဗျာနော်ကျွန်တော်တို့တဝက်ရင်းနဲ့စိတ်ကံပေးလိုက်ရပြီနော်ဟိုပေါင်သားရှင်လက်ထက်ကလေးကနော်ကျွန်တော်တို့ကြောက်ဖြူပေးထားရတယ်အခုကြောက်ဖြူကိုတရုတ်လက်နက်ကင်နေရောက်လာပြီဟုတ်အဲ့တော့စမိုင်းတော်မီဝန်ပဲပြောတော့သူတို့ပဲတရုတ်နဲ့ရုရှားဟာအချင်းချင်းတော့သူတို့တဲ့တယ်တိုးတော်လဲနေမီမကျူးကျော်ရပါဘောနော်အဲ့လိုနေထားမျိုးရှိတယ်ငါပိုင်နဲ့ထင်မင်းမလာခဲ့နဲ့တရုတ်ကကျွန်တော်တို့သဘောထားတာတိပတ်လို့သဘောထားတာသူ့ရဲ့အစိတ်ပိုင်းတစ်ခုလို့သူကသဘောထားတာအဲ့လိုပေါ့နော်ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ဒီကနေ့ခင်းကျင်းလာတဲ့အခင်းကျင်းတွေကကမ္ဘာကြီးကနောက်ကိုပြန်ဆုတ်သွားတယ်လို့ပေါ့နော်ဒီပညာတွေတော့တိုးတက်လာတယ်ဒါပေမဲ့လူတွေရဲ့စိတ်ထားတွေကနောက်ကိုပြန်ဆုတ်ကမ္ဘာကြီးကနောက်ကိုပြန်ဆုတ်နော်အဲ့ကြားထဲမှာဘာမသိညာမသိနော်ပြောရလို့ရှိရင်မင်းအောင်လားပညာမှမတတ်ဘူးဗျာနော်ပညာမတတ်ခင်ဗျအဲ့ DSC လို့ပါဆိုဘာမှမဟုတ်တာဘာပညာမှကိုမတတ်တာတကယ်ပြောတာအဲ့ DSC ကြောင်းဆင်းလာတဲ့ကောင်တွေတရေးပူကြီးလို့ပါတော့ခင်ဗျအများကြီးရှိတယ်ရုံးစားတော့ဖြောင်းရေးတဲ့ကောင်တကောင်းမှမရှိဘူးအဲ့မှာကျင်သားရသွားပြီလို့ပေါ့ဗျာအပေါ်ရုံးတွေပါရောက်ကျွန်တော်စစ်ရုံးတွေပါလို့ဌာနချုပ်တွေလို့ရောက်တဲ့အချိန်မှာမှစာရေးစာအဲ့လိုရုံးစာရဲ့သဘောတရားတွေနားတယ်ဘာမှမသိဘူးတခုတော့ရှိတာပေါ့စစ်တိုက်တဲ့နေရာမှာအခြေခံအစင်းပြီးွားတွေတော့ဒါပြီးတခြားတက်သားတွေထက်ပို့ပြီးတော့မှသိတာပေါ့ဗျာနော်ဒါပေမဲ့တိုင်းပြည်ရဲ့ကိစ္စအဝဝစီးပွားရေးလူမှုအခြားသောနယ်ပယ်ကဏ္ဍတွေသူတို့ဘာမှသိတာမဟုတ်အဲ့မသိတဲ့ကောင်တွေကဝင်ပြီးစီမံခန့်ခွဲပြီးတော့မှတော့ကြားထဲမှာအခုပြောင်းလဲလာတဲ့ကဘာကြီးရဲ့ပြောင်းလဲလာတဲ့နော်နောက်ပြန်ဆုတ်သွားတဲ့ရေလိုင်းရဲ့နောက်မှာမင်းအောင်နိုင်တို့ကသူ့ရဲ့ထွက်ပေါက်တော့ဘာမသိညာမသိနဲ့တိုင်းပြည်ဟာဒီကနေ့အယောင်စားခံရတဲ့အဖြစ်မျိုးရင်ဆိုင်နေရပြီဆိုတော့ခင်ဗျားတို့ပြောချင်တာ
အာဂုသူတို့များတယ်တမင်ကပြလိုက်တာသူဟာဘလောက်ထိနော်မျက်နှာချိုသွေးနေလဲဘလောက်ထိကိုကျိုးအတားကြည့်ပြီးတော့မှပထွေးကိုနော်တားကပြန်တွေ့တယ်လို့အားကိုရမဲ့နေတဲ့အချိန်မှာအားကိုရသွားတွေ့ပြီးမှအတင်းအားဓမ္မအဲ့လိုအခြေအနေမျိုးကနော်သူရဲ့ body language ကအဲ့လိုဖြစ်နေတယ်နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ဟာဒီဘက်ကလုံးဝဖြတ်စီလိုက်ပြီနော်ဒီဘက်လုံးဝဖြတ်စီလိုက်ဒါလေးပြောချင်တာပါနော်အဲ့တော့ကဘာကြီးကနောက်ကိုပြန်ဆုပ်နေတယ်နိုင်ငံကောင်းဆောင်နေကဘာထိတ်တန်းကောင်းဆောင်နေသည်နော်သူတို့ရဲ့ဩဇာအာဏာနဲ့အားနေတဲ့နိုင်ငံတွေကိုရသလောက်ပေါ့ဗျာအားနေတဲ့နိုင်ငံတွေအပေါ်မှာဒါအနိုင်ကျင့်ပူကြတဲ့နော်အုပ်စုဖွဲ့ပူကြတဲ့ခစ်ကိုပြန်သွားနေပြီဆိုပြီးတော့မှဒါစင်ကာပူနိုင်ငံသားရေးဝန်ကြီးပြောထားတာလေးရှိတယ်နားထောင်ကြည့်အောင် Singapore operates as an open economy that is deeply integrated with all the big powers around the world. We allow companies from all over the world to operate here as long as they play by the rules. This open paradigm that has served us so well for 6 decades is now at risk. Countries have turned inwards, ostensibly in the name of national security, resilience, and de-risking in order to secure their individual interests in this turbulent environment. The rules-based international order that has prevailed for 80 years is at risk of degenerating into the law of the jungle where might makes right. International law, the UN Charter, the principles of sovereign equality, political independence, and territorial integrity have all been severely eroded. We may, in fact, be reverting to a time when the world is divided into blocks. အင်အားကြီးနိုင်ငံများကဘာကိုအုပ်စုဖွဲ့ပို့ကြပြီးတော့အပိုင်းပိုင်းခွဲယူတဲ့ခေတ်ပေါ်အဲ့လိုဖြစ်နေတာအခုသွားနေတဲ့ပုံစံနဲ့အဲ့လိုပဲရုရှားမင်းနေရာမှာမင်းအပိုင်းမင်းမမင်းဒီပေါ့နော်အရှေ့ဥရောပကိုသူကလွှမ်းပို့ဖို့နော်ရုရှားကလည်းအဲ့လိုအခြေအနေရှိတယ်အဲ့တော့အမေရိကတိုင်းမှာလည်းတောင်အမေရိကတိုင်းမြောက်အမေရိကတိုင်းဒါကငါလွှမ်းပို့ဖို့ငါလုပ်မယ်ဟိုကောင်တရုတ်ကမင်းကအာရှကိုမင်းကလွှမ်းပို့ဖို့လုပ်ဒီလိုမျိုးပုံစံမျိုးခင်းချင်းနေဖြစ်လာတယ်ဆိုတာမျိုးပညာတတ်တွေကရေးပြီးတယ်ဒါကြောင့်အင်အားကြီးနိုင်ငံများကကမ္ဘာကိုအုပ်စုဖွဲ့ပို့ကြပြီးအပိုင်းပိုင်းခွဲယူတဲ့ခစ်ပေါ်ဆိုပြီးတော့စင်ကာပူဝန်ကြီးချုပ်ကပြောတယ်နိုင်ငံရေးဝန်ကြီးပေါ့နော်အဲ့တော့ကျွန်တော်တို့ခေတ်ကနောက်ကိုပြန်သွားနေပြီနောက်ကိုကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်ပြောခဲ့တယ်ကျွန်တော်တို့နိုင်ငံကကြောက်ခေတ်ကလိုပဲကြီးတဲ့ကောင်ကနိုင်ငယ်တဲ့ကောင်အနိုင်ကျင့်တဲ့ခေတ်မပြောက်သေးဘူးပေါ့နော်လက်ဆင့်အတွင်တရံပြောင်းသွားတယ်ဒါပေမဲ့အနိုင်ကျင့်တဲ့ပုံစံကတော့လက်ဆင့်ခံပြီးတည်ဆောင်လာကြတယ်ကျွန်တော်ပြောခဲ့ပူပါတယ်နော်အခုဒါစင်ကာပူဝန်ကြီးချုပ်ပါစင်ကာပူဝန်ကြီးချုပ်ကပြောတာပေါ့နော် controlled by big powers. And by definition, this must mean the loss of choice and autonomy for small states. Okay. တဘောတော့နိုင်ငံငယ်တွေကတော့ကိုယ့်ကြမှာကိုဖန်တီးခွင့်ဆုံးရှုံးတော့မယ်ဆိုပြီးတော့မှတတိပိပြောကြသွားတာပါနော်အဲ့လိုပါပဲအခုလေကျွန်တော်တို့တိုင်းပြည်မှာအဲ့လိုဖြစ်နေတာပဲကိုယ့်ကြမှာကိုဖန်တီးခွင့်ဆုံးရှုံးနေတယ်ကျွန်တော်တို့တိုင်းပြည်ရဲ့ပြဿနာကိုကျွန်တော်တို့ဖြေရှင်းအောင်ဒါကိုတရုတ်ကသူ့အလိုကြနော်မင်းကရက်ဆိုရက်တိုက်ဆိုတိုက်ငါရက်ဆိုရက်နော်တိုက်ဆိုတိုက်ပေါ့နော်အဲ့လိုမျိုးဟိုကောင်ကမင်းဒီနေရာယူဟိုကောင်ကဒီနေရာယူဟိုကောင်တက်မလာနဲ့ဟိုကောင်မင်းဖြတ်မင်းပိတ်ဆန်းအဲ့ကောင်နေပိတ်ဆန်းအဲ့ကောင်နေကိုမင်းရိတ်ခါဖာညာနော်မပိတ်နဲ့မပေးနဲ့နော်အဲ့ကောင်နေမပေးနဲ့အဲ့ဒီလိုမျိုးဆိုတော့ကျွန်တော်တို့တိုင်းပြည်တွင်းမှာကျွန်တော်တို့ကကိုယ့်ကြမှာကိုဖန်တီးခွင့်ဆုံးရှုံးလာတယ်ခင်ဗျားတို့ဒီတိုင်းနေပေမဲ့ခင်ဗျားတို့သေချာလေးလေးနက်နက်စဉ်းစားကြည့်ရင်ကျွန်တော်တို့တိုင်းပြည်ဟာအင်တာမအန်ဒီရဲ့ကြီးတဲ့အန်ဒီရဲ့ဇုံတွေကိုရောက်နေအန်ဒီရဲ့ဇုံတွေကိုရောက်နေအန်ဒီရဲ့ဇုံတွေကိုဝင်သွားပြီဝင်သွားပြီအဲ့တော့ကျွန်တော်တို့ဒီအချိန်ကဖာတိဘာသာနေရတော့မယ်နေဆက်နေလို့ရမယ်အခြေအနေမျိုးမဟုတ်ဘူးဖာတိဘာသာကျွန်တော်တို့နေလို့မရတော့တက်ဆွမ်းရနော်ဒီပွဲအများဆုံးပြီးအောင်လုပ်ဖို့လိုတယ်အဲ့လိုမှမပြီးဘူးဒီပွဲရရေးရှိကြာနေမယ်ဆိုလို့ရှိရင်ဘာတွေဖြစ်မလဲဆိုတော့တိုင်းပြည်ကတစားနဲ့နော်နိုင်ငံကြီးတွေရဲ့ဖဲ့ယူခြင်းကိုခံရလိမ့်မယ်အဲ့တော့တိတ်ပြီးတော့မှကြွေးကြော်နေပါတယ်ဆိုတော့ပြည်တော်စုကြီးမပြိုကွဲခြင်းပါဘူးဆိုတော့သူတွေ
ညာတို့ပါဇက်ကပြောနေလို့မရဘူးပြည်တော်စုကြီးမပြိုကွဲခြင်းကိုယ်တိုင်ပါဝင်ဖို့လိုအပ်တယ်နော်အနေကြီးနေပြီနော်ဒါခင်ဗျအခုပြောရတာနော်ဒါကျွန်တော်တို့အားကြရတဲ့စင်ကာပူပေါ့ဗျာနော်နိုင်ငံရေးဝန်ကြီးကပြောတာဗျာနော်တော်ရုံပုဂ္ဂိုလ်ကပြောတာလူလှမ်းမြင်နေပြီအုပ်စုပွဲပူကြတဲ့ခစ်ကိုပြန်သွားနေပြီဆိုပြီးတော့တဲကိုအဲ့လိုမျိုးဆော်တာအဲ့တော့အခင်းချင်းတွေကကျွန်တော်တို့ကြည့်လိုက်တော့လည်းမဟုတ်ဘူးလားဆိုဟုတ်နေတယ်အမေရိကတိုက်ဖို့အမေရိကန်လုံးမယ်ဟိုအရှိဥရောပကိုဟိုနင်းကရုရှားကလုံးမယ်ဥရောပတတုတ်ကသူအုပ်စုနဲ့သူအနောက်ဥရောပနေနော်အဲ့ဒါမျိုးပေါ့နော်အာရှကတရုတ်ကဝင်ဖြစ်အရှိလေပိုင်းမှာတော့အလင်းသိတယ်လို့မင်းနဲ့ငါနဲ့မင်းနဲ့အဲ့လိုဖဲ့ယူပေါ့နော်တရုတ်ကလည်းသူကနဲ့သူအာဖရိကလည်းအလားတူပဲအာဖရိကလည်းတရုတ်ကသူပိုင်တဲ့ဟာတွေရှိတယ်အဲ့တော့အင်အားကြီးတဲ့ကောင်တွေကအင်အားငယ်တဲ့တိုင်းပြည်တွေကိုအုပ်စုပွဲပူကြပြီးဖဲ့ယူနော်ဝိုင်းပြီးတော့မှဖဲ့ယူနေကြတဲ့အနေအထားမျိုးသွားတွေ့နေရပြီဗျာနော်အဲ့ဒီမှာကျုပ်တို့တိုင်းပြည်လည်းပါတယ်တရုတ်ကကြည်တယ်ဒါပဲနော်အဲ့တော့ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးပြောတော့နှစ်ခါရှိသွားပြီနော်တည်တည်ချာချာမျက်လုံးစုံမိပြီးလေးလေးနက်နက်စဉ်းစားကြည့်ပါခမရကျုပ်တို့နိုင်ငံဒီနော်တခြားနိုင်ငံတွေရဲ့နော်ပူကြဆိုးမှုကိုခံနေရပါပြီတခြားနိုင်ငံတွေလက်အတွင်းတွေကိုတစိမ့်တည်တာရောက်ရှိနေပါပြီအဲ့ဒါခင်ဗျားတို့သိဖို့လို့အဲတော့လီရှီဝါးတွေကနော်လီမရှိလို့မရဘူးအတိုင်းပြည်အန်ဒီအရန်ကြီးနေပြီနော်အဲ့ဒီအန်ဒီကိုကျွန်တော်တို့ကမြန်ဖြည့်ရှင်းနိုင်ဖို့ကဒီဒေါ်လာရင်းမြန်ပြီးမှဖြစ်ဒီဒေါ်လာရင်းမြန်ပြီးဖို့ဆိုတော့အားလုံးပါဝင်မှာပြီးမှာမပါဘူးဆိုလို့ရှိရင်တော့ဒီအကြက်ထဲထဲမှာဟိုကောင်ကတကောင်ပြီးတကောင်ဆွဲလာပြီးတော့မှတစ်ခုပြီးတစ်ခုပေးကျွေးနေမှာအဲ့ဒါပဲနော်အဲ့ဒါပဲအခုဒီကောင်ရုရှားသူ့တရင်မဆက်မယ်ပေါ့နော်ရုရှားကိစ္စမတိုင်ခင်မှာဘာပြောရလဲဆိုတော့တစ္ဆာရှိမှုကအရေးကြီးတယ်နော်ပြည်သူပြစ်မှုမဆိုနားလေကြည်အေးပေးနိုင်တော့လေမကြည်အေးပေးပါဘူးဗျာဒီကောင်တော့အညိုးကြီးတာဒီကောင်ပဲရှိတယ်နော်ဒီကောင်တို့ကျွန်တော်ဘာကြောင့်ပြောသူကျွန်တော်လည်းအများကြီးကြီးတယ်ဗျာနော်သူဟာအဲ့လိုအတုံးလုံးနဲ့တန်တဲ့လူကိုလို့ကျွန်တော်အဲ့လိုပြောရတာနော်ဒါလေးစားစရာတစ်စက်မှမကောင်းတဲ့ကောင်တယောက်ပေါ့နော်အဲ့တစ္ဆာမဲမှုကခွန်းလုံးနိုင်စရာမရှိဘူးသူကပဲပြောရတဲ့ရှိသေးတယ်ဗျာနော်သူကပဲပြောရရှိအဲ့သူပြောတာဗျာမှန်တော့သူကတော့ရုရှားသွားမယ်ဆိုတော့နောက်ပိုင်းမှာအာဏာသိမ်းတာတွေပဲဖြစ်မှာဆိုလို့နေမှာပေါ့နော်တခြားနိုင်ငံတွေမှာလည်းရှိတတ်တယ်လေဒါပေမဲ့မရှိပါဘူးမြန်မာပြည်မှာမရှိဘူးဘာဖြစ်လို့လဲဆိုတော့တခြားနိုင်ငံကကောင်တွေတော့မြန်မာပြည်ကပူချုပ်တွေကအုံနောက်မကောင်းမြန်မာပြည်ကပူချုပ်တွေကဘယ်လောက်ထိအုံနောက်မကောင်းလဲဆိုတော့ဒီနေရာမှာအလင်းသိလို့ပြောအောင်မယ်ဒါကပုံမြင်ပေါ့နော်ရှည်တန်းထွက်တဲ့အရာရှိတယောက်ပေါ့ဗျာအရာရှိတယောက်တိုင်မှုပေါ့ဗျာတိုင်မှုကအဲ့မှာသူခေါင်းထိသွားတယ်ခေါင်းထိသွားဒီကောင်စိတ်မပြတ်ခေါ်လာခေါင်း operation ဝင်တယ် operation ဝင်တဲ့အချိန်မှာဒီကောင်ဦးကောင်းကိုလှန်လိုက်တယ်လှန်ပြီးတော့မှအုံနောက်ကိုထုတ်တယ်အုံနောက်ကိုထုတ်ပြီးတော့မှအဲ့မှာကြည်ပေါ့ဗျာခဲကိုထုတ်တာပေါ့ထုတ်နေတော့အချိန်မှာအဲ့မှာ operation ခန်းနဲ့ဝင်လာပြီးတော့မှဘူဘူးကြီးပေါ့နော်ဘူဘူးကြီးဒါတစ်ဆင့်မြင့်ရာလို့ရသွားပြီပေါ့နော်တစ်ဆင့်မြင့်ရာလို့သူကတစ်ဆင့်မြင့်သွားတယ်နော်ဒီဘူဘူးကြီးကနေတော့ဘူဘူးချုပ်မဟုတ်ဘူချုပ်ထိတော့ရတဲ့ခါကျတော့ဘူဘူးကြီးတရင်ကောင်းပါတယ်ဗာလဲဘူချုပ်ဖြစ်သွားပြီနော်တစ်ဆင့်မြင့်ရာလို့ပေးလိုက်တယ်ဆိုပြီးအဲ့လိုမျိုးပြောတဲ့အချိန်မှာအဲ့ခုနကခွဲစိတ်ကုသနေတဲ့အဲ့ဘူမူကြီးဆိုတဲ့ကောင်ဒီတိုင်းဒုံဆိုထထိုင်ပြီးတော့မှဦးကောင်းကိုပိတ်ပြီးတော့မှအပြင်ထွက်သွားတာအဲ့မှာဆရာဝန်တွေကပြောတယ်နော်ဘူမူကြီးအဘူချုပ်ပေါ့နော်ဘူမူကြီးပေါ့ဘူမူကြီးဒီမှာအုံထောက်ကြံခဲ့ပြီမလို့တော့ဘူးတဲ့ငါဘူချုပ်ဖြစ်ပြီအုံနောက်မလို့တော့အဲ့လိုကောင်မျိုးတွေအဲ့ဒါကြောင့်သူတို့ဒီဘူချုပ်ဖြစ်သွားတဲ့အချိန်မှာသူတို့ဘဝကအဲ့အပေါ်ကောင်တွေကသူတို့ကိုနေရာတွေပေးမယ်သူတို့ဘဝတွေ AC ဖြစ်သွားတယ်အဲ့အတွက်ကြောင့်မလို့အဲ့ဒီကောင်တွေကိုတစ္ဆာမရှိပါတော့မပူနဲ့တစ္ဆာရှိတယ်လုံးဝမသိဘူးမြန်မာပြည်မှာခင်ဗျအောက်ကပြန်ပြီးအာဏာသိမ်းဖို့ဆိုတာအဲ့ငရဲဗာလဲနက်ပြည်ကအဲ့ဒီချောင်းနဲ့လူပြည်ကအဲ့ဒီချောင်းနဲ့တွားတိုင်အဲ့ဒါတော့ကျွန်တော်တဲ့ပြောတာခင်ဗျအာဏာပြန်သိမ်းဖို့ကလုံးဝမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့စောင့်ရှောက်ထားတာသူကအဆောင်ရှောက်ခံနေဖြစ်တယ်နော်အဆောင်ရှောက်ခံဘိုးချုပ်တွေကိုပြောတာနော်လောက်ငယ်သားတော့မပြောဘူးနော်လောက်ငယ်သားတော့ခင်ဗျလောက်ငယ်သားတော့ကျွန်တော်ပေါ့ပဲနော်လောက်ငယ်သားပူပါတွေပေါ့ဗျာနော်ဒီကောင်တွေကတော့ကျွန်တော်ပေါ့ဘာမှကောင်းတာမရှိဘူးသူတို့ပေါ်မှာနိုင်တဲ့စိနေလုံးမယ်နော်ဒါသူတို့ပေါ်ကိုကျွန်တော်ဆက်ဆံမယ်နော်သူတို့ကဘင်းလိုနေမယ်သူတို့မိသားစုကအစသူတို့အဲ့လိုနေတဲ့ကောင်တွေအဲ့တော့အောက်ခြေကကောင်တွေကတော့သိကြတယ်တစ္ဆာရှိမှာမဟုတ်ဒါပေမဲ့အာဏာပြန်သိမ်းဖို့ဆိုတော့အောက်ခြေကကောင်တွေကသိမ်းလို့မရအောင်နော်အဲ့တော့အဲ့လိုထားတဲ့အခြေအနေမျိုးကိုဒီအောက်ခြေကကောင်တွေကဘေကောင်ကတစ္ဆာရှိဒါပေမဲ့သိကြတယ်
အောက်ခြေကကောင်တွေတစ္ဆာရှိမရှိသူ့ဘေးကဘူချုပ်တွေတစ္ဆာရှိနေရင်သူဟာအသက်ဆက်လို့ရတယ်မရဘူးလက်ကားပြောတာမဟုတ်အောက်ကကောင်တွေကိုစင်းထဲကိုမထည့်တာခင်ဗျာသူ့ဘေးမှာရှိနေတဲ့ဘူချုပ်တွေကိုပြောတာတက်မတော်ကိုတစ္ဆာရှိဖို့ဟုတ်တယ်တက်မတော်ကိုအဲ့ဘူချုပ်ဆိုတဲ့ကောင်တွေကတစ္ဆာရှိရမယ်မှန်နေဗျအဲ့ဒါဘာလို့လဲအဲ့တက်မတော်ကိုအမိပြုတ်ပြီးတော့မှဒီကောင်တွေဘဝတွေကချမ်းသာလာတာအဲ့ဒါကြောင့်ဒီကောင်တွေကတက်မတော်ကိုတစ္ဆာရှိကိုရှိရဒီကောင်တွေအဲ့လိုရှိတယ်အောက်ခြေကောင်တွေကတော့မစင်စားနဲ့အောက်ခြေကောင်တွေကသူတို့မဘာသူတို့ဘဝခွေးဝဲသားဘဝအဲ့ဒါကြောင့်စစ်ခွေးလို့ခေါ်တာခွေးဝဲသားခွေးတော်မှာခင်ဗျာဟိုကောင်းတဲ့ခွေးမဟုတ်ခွေးဝဲသားဘဝအဲ့တော့ဘာမှဒီကောင်တွေအတွက်ကတစ္ဆာရှိစရာမလိုဘူးเนาะအဲ့တော့ခုနကကျွန်တော်ပြောသလိုပဲဒီဘူချုပ်တွေကတစ္ဆာရှိမှာเนาะရုံဖို့ကောင်းတော့ဗောဗျာเนาะရုံဖို့ကောင်းတော့ဗောเนาะအဲနောက်တစ်ခုကဘာပြောလဲဆိုတော့တစ္ဆာရှိရင်တဲ့ဘယ်လိုအမှုမျိုးပဲဖြစ်ဖြစ်အခုကောင်းဆောင်အထက်အရာရှိတွေနားလည်အောင်ရှင်းပြရင်တဲ့ခွင့်လို့ကြည်ပေးလို့ရတယ်တခါမှမကြည်ပေးဘူးနော်မကြည်ပေးဘူးခင်ဗျာဒါပေမဲ့သူ့တပည့်တွေရောရတက်ထဲမှာတော့မှသူ့တပည့်မဟုတ်တဲ့ကောင်တွေကို तू ကကြိတ်တာအဲ့ကြိတ်တဲ့အချိန်မှာသူ့တပည့်ကမှားနေတဲ့အချိန်မှာဘာမှပြောလို့မရတော့အဖိုင်ပြစ်ထားပြီးတော့မသိကြအောင်ဆောင်ပြီးအဲ့ရုံငန်းတွေကနေထွက်သွားတယ်အဲ့လိုဖြစ်မျိုးတွေဖြစ်စဉ်တွေရှိခဲ့တယ်ဒီကောင်ကအင်ပတန်မှတပည့်မွေးတဲ့ကောင်အဲ့လိုမျိုးပေါ့နော်ပြီးတော့ဗာလဲနိုင်ငံတော်ဘောတစ္ဆာရှိပါနိုင်ငံတော်ဘောတော့ဒီကောင်တွေကတစ္ဆာမရှိဘူးနိုင်ငံတော်ဘောတစ္ဆာမရှိဘူးနိုင်ငံတော်ကကျွေးတဲ့ဒီကောင်တွေကထမင်းနဲ့အသက်ရှင်လာပြီးတော့ဒီကနေ့စစ်တပ်ကိုအမိပြုပြီးတော့မှချမ်းသာနေတဲ့ကောင်တွေလေအဲ့တော့ဒီကောင်နဲ့နိုင်ငံတော်ဘောတစ္ဆာရှိတာပါနိုင်ငံကပြက်စီးနေပြီလို့သူတို့ဖြတ်လို့ပြက်စီးနေနော်အဲ့တော့တဘောကတော့သူရုရှားသွားတဲ့အချိန်မှာသူအာဏာသိမ်းမှကြောက်တယ်ဒါတော့မပြေးတော့ကန်ရရှိဘောကာဘာလောက်ထားတာပေါ့နောက်တစ်ခုကတော့လက်ရှိမှာကြားဖြတ်နဲ့ပတ်သက်ပြီးတော့ဖြိုးထုတ်တက်တွေလုပ်နေတစ္ဆာရှိပါဆိုအဲ့စကားတွေပါတယ်နော်အဲ့စကားတွေပါတယ်အဲ့ဒါဘာမှပြောရလဲဆိုတော့သူတို့ရဲ့နေပြီးတော့အဆောင်တစ်အစည်းအဝေးပေါ့ဗျာအဆောင်တစ်အစည်းအဝေးအဲ့ဒါတော့အရင်တော့ဆိုလို့ရှိရင်တော့အပတ်စဉ်လုပ်တယ်အခုတော့နေတိုင်းနှီးပါလုပ်တယ်လို့ပြောတယ်နော်အဲ့တော့ဘူချုပ်တွေရေချုပ်တွေညှိကုတ်တွေနောက်ဒူးချုပ်ပေါ့နော်ကာစရာမှုတွေအဲ့ဒီကောင်တွေနဲ့လှုပ်တာအမြဲလို့လှုပ်တယ်နော်နေတိုင်းလို့လှုပ်တယ်အရင်တော့ကတော့တပတ်တစ်ချိန်လှုပ်တယ်အဲ့ဒီမှာပြောတာပေါ့နော်စီယုံတော့ဗောဗျာမင်းတို့တွေတစ္ဆာရှိကောငါမင်းတို့နေရာပေးထားတယ်နော်အဲ့ထဲမှာဗါလဲကာစရာမှုဆိုတဲ့ကောင်တွေပါမယ်နောက်ညှိကုတ်ဆိုတဲ့ကောင်တွေပါမယ်အငြိမ်ခင်ဗျာအဲ့ညှိကုတ်ဆိုတဲ့ကောင်ကလုံးဝကောင်းငြိမ်ပဲဟုတ်ကဲ့ပဲအဲ့လိုကောင်မျိုးတွေအော်ဒီနေရာမှာဂျုံတို့ခုနကဟာလေးထပ်ပြောမယ်မင်းအောင်လိုင်းရဲ့ခုနကတော့ရုရှားဟိုပူတင်နဲ့နော်ချူချာနဲ့တွေ့တဲ့သူ့ရဲ့body language ပေါ့သူ့ရဲ့ body language စစ်တပ်ထဲမှာအဲ့တိုင်းပဲစစ်တပ်ထဲမှာကအဲ့လိုအထက်ကကောင်ပေါ့နော်အထက်ကကောင်တွေ့တဲ့အချိန်မှာခင်ဗျာယူကျုံမှုကခါကျုံမတက်အရန်အဖားတော်တာခင်ဗျာဒီကောင်တွေကသူတို့မဟုတ်တယ်လို့ပဲလောင်းငယ်သားနဲ့ဆက်ဆံရတခြားစီပဲအဲ့ဒီအထက်ကကောင်တွေနဲ့တွေ့ပြီဆိုလို့ရှိရင်လေဒီကောင်ကဘာကောင်လေးဖြစ်သွားမှန်းမသိဘူးတိတ်သေးလေးဖြစ်သွားတယ်အဲ့လိုဒီကောင်တွေကအရန်တော်တယ်အဲ့လိုဖားတဲ့နေရာမှာဒီကောင်ကိုဘယ်ကောင်မှလိုက်မမီဘူးစစ်တပ်ကဟောစစ်တပ်ကဘူချုပ်တွေပေါ့ဗျာနော်ဒါလေးပြောချင်တယ်ကြုံလို့ပြောတာပါနော်နောက်တစ်ခုကတော့စစ်ပြေးဒုက္ခသည်တွေကိုတဲ့နော်အိန္ဒိယအစိုးရဒါပြန်ပြီးတော့မှမင်းအောင်လိုင်းလက်ထဲကိုပြန်အပ်မယ်ပေါ့ဗျာအဲ့မဲဆိုတော့အခုအကြမ်းဖက်စစ်ကောင်စီကိုပြန်ပို့တဲ့သူတွေဒါအာရမစစ်မှုခိုင်းစီပေါ့နော်ဖိအားပေးခံနေရတယ်လေသိရတယ်ဗျာနော်နောက်တစ်ခုသိရတာလက်ရှိကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့မှတရုတ်ဘက်ကအရေးယူခိုင်းထားတဲ့ရမခတိုင်းဦးစီးချုပ်ကအောင်လင်းတွေရဲ့တူတဲ့နော်အောင်လင်းတွေရဲ့တူပါတယ်ဗျာနော်ရမခတိုင်းဦးစီးချုပ်တခုသိရတယ်နောက်ရခိုင်ပြည်နယ်ပေါ့နော်ရခိုင်ပြည်နယ်ကြောက်ထီမြို့နယ်ဒညဝရီရေရဲစကန်ဌာနချုပ်အဲ့ဒီကကာကင်း၄ခုကိုအာရခတက်တော်ကနော်3ရက်နေမနက်ပိုင်းကသိမ်းပိုက်လိုက်တယ်တဲ့နော်သိမ်းပိုက်လိုက်ပြီးတော့ရဲတရင်32နော်ကာကင်းကြီးကြာသွားပြီအဲ့ဒီတရင်ကိုဒါထိုးစစ်စနေအဲ့ဒီထဲကအကြမ်းဖက်စစ်ကောင်စီတွေလည်းရေးကြီးပစ္စည်းတွေကိုရွှေ့ပြီးတော့မှတဖြည်းဖြည်းစုပ်နေပြီနော်အပြီးတော့မစုပ်သေးဘူးပေါ့နော်ဖြည်းဖြည်းချင်းခွာစစ်ပေါ့ဗျာခွာစစ်ဆင်နေတာပေါ့ဟပြီးတာပေါ့ဒီဝါရဟပြီးတာပေါ့နော်ထုံးစံတိုင်းပေါ့တင်ပေါ်နဲ့လမ်းပစ်တယ်လေရင်နဲ့ပစ်တယ် drone နဲ့ကျဲတယ်ပေါ့နော် drone နဲ့ကျဲတယ်အဲ့တော့ drone ကတော့ကျွန်တော်တို့တေချာကာဝယ်ဖို့လို့နောက်တစ်ခုမိုးပြဲဘက်မှာနော်
မိုးပြက်ဘက်မှာတိုက်ပွဲတွေအများပြင်းထန်နေတယ်အဲ့တော့ drone ကတ်တွေလိုနေတယ်လို့ပြောတယ်ဗျာနော်အဲ drone တော့ကိုကျွန်တော်တို့ဒါစစ်စင်တစ်ခုအနေနဲ့ကျွန်တော်တို့ပြည်သူတွေလှုပ်ပေးကြအောင်ပါနော်မိုးပြက်ဘက်မှာ drone ကတ်တွေတော်တော်လိုနေတယ်လို့ပြောတယ်မိုးပြက်ကကျွန်တော်တို့ KPDF ဟော KNDF တင်လာတာလေ KNDF တင်လာတာအဲ့ကိုပြန်ပြီးတော့ထိုးစစ်ဆင်တယ်လို့ပြောတယ်နော်ဒါ drone ပြောလို့ပေါ့နော်အဲ့တော့ကြောက်ဖြူဘက်မှာတော့နော်ကြောက်ဖြူဘက်မှာတော့အချိန်ကြီးကောင်းတယ်နော်အချိန်ကြီးကောင်းတယ်နောက်ပြီးတော့နေကန်ဘက်မှာလည်းထွက်ပြေးတဲ့ကောင်တွေပတ်စင်400နေစားပြီးအပတ်စင်9ထိထွက်ပြေးတာတောက်လျှောက်ထွက်ပြေးတာအခုပြန်ဝင်တဲ့ကောင်တွေ905မဆက905ကိုပြန်ဝင်တဲ့ကောင်တွေကမရှိသလောက်ပဲမရှိသလောက်ပဲနေမီကန်ကပြောတာပါနော်နေမီကန်ကပြောတာပါနေကန်ကတော့အသက်ကုန်ပြင်းနေတယ်တိတ်တော့မသိရသေးဘူးမတ်ဆောက်တော့ဟိုနေ့တောင်ကမတ်ဆောက်တဲ့အခါကျတော့နည်းနည်းတိတ်ရတာနည်းနည်းခက်နေနော်ဒါပြေးတာတော့အသက်ကုန်ပြေးနေကာကင်းနေတော့မရှိတော့ဘူးနော်နောက်တစ်ခုကတော့ KTV မှာဘိုးတူပေါ့ဗျာဘိုးဆိုတော့ခက်ငင်ကောင်ပေါ့နော်မူးနေတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်2ယောက်ကလက်နက်ခဲနေယူပြီးတော့ဗတ်ပြောင်းခုလုံလာတယ်တဲ့နော်အဲ့ဟာမကွေးတိုင်းပခုတ်တက်မှာ101ကနော်101ကနှစ်ကောင်အဲ့နှစ်ကောင်ဘိုင်သူထွန်းနဲ့28နှစ်နဲ့ဖြူးမြို့မှာတဲ့နော်ဟောသူတို့ကဖမ်းခံရတာနော်ဖမ်းဆီးခြင်းခံရတာဘိုင်သူထွန်းနော်ဖြူးမြို့မှာကဘူရဲ25နှစ်သူတို့2ယောက်ဟိုပုံးမှာတင်တန်းတက်တယ်3လကြာတယ်အဲ့သူကကွန်တဲ့သွားတာနော်ကွန်တဲ့ပြီးတော့ဟိုကောင်က KTV မှာမူးနေတဲ့အချိန်တနက်ပါယူတာပြီးရောတာနော်အဲ့ကောင်ပြဿနာတက်ပြီအဲ့ဘူကတော့နှစ်ပွင့်နဲ့နော်မူးနေကြတော့ကလေးပေါ့ဗျာနှစ်ပွင့်ဆိုတော့နော်တင်တန်းဆင်းလာတာတိတ်မကြသေးဘူးတစ်နှစ်လောက်ရှိအောင်ပေါ့နော်ဒီကာလမှာတင်တန်းဆင်းလာတဲ့ကောင်ပေါ့နော်သွားပြီအဲ့ကောင်ကလစ်ပြီနော်ကောင်းတယ်နောက်ထပ်ပဲခူးတိုင်းနဲ့တောင်မြို့ဝင်ကျွန်တော်တို့ထီးကြိုက်ထီးလိုင်ကျုံတဲ့ဟိုတဲ့နော်ရေစင်းကူးတဲ့ရဲတက်ကြက်တကောင်ရင်းနစ်ပြီးလက်သွားပါတယ်နော်ရင်းနစ်ပြီးလက်သွားတယ်နော်တခုအဲ့တော့ reaction လေးလုပ်အောင်ရနော် reaction လေးထုံးစံတိုင်းပေါ့ဒီကနေ့ပထမဆုံးသတင်းတစ်ပုဒ်ကတော့ကျွန်တော်မင်္ဂလာသတင်းနဲ့စကြင်ပါတယ်မင်္ဂလာသတင်းဒါကတော့အမေရိကန်အစိုးရကနှစ်စဉ်ပေးနေတဲ့အမေရိကန်ဒေါ်လာပဲအမေရိကန်ထောက်ပံ့တဲ့ငွေကြေးတွေအားလုံးကိုလက်ရှိဒေါ်နယ်ထရန့်ကရပ်ဆိုင်းလိုက်ပြီဟုတ်လားဒေါ်နယ်ထရန့်အမေရိကန်သမ္မတတာဝန်ထမ်းဆောင်မဲ့4နှစ်တာကာလအတွင်းမှာအားလုံးမြန်မာနိုင်ငံကိုထောက်ပံ့မဲ့ယာထားတဲ့ငွေကြေး1.1 ဘီလီယံအမေရိကန်ဒေါ်လာ1.1 ဘီလီယံငွေကြေးအားလုံးရပ်ဆိုင်းလိုက်ပြီဘာဖြစ်လဲရပ်လိုက်တော့ကျွန်တော်တို့ကတော့ဝမ်းသာစရာသတင်းကောင်းမင်းတို့ကဒါအတန်ကြောင့်ဖားတည်တယ်ကောနေနော်ငါတော့ကွာမင်းပြောတဲ့အဲ့1.1 ဘီလီယံပေါ့ကွာအမေရိကန်တစ်နှစ်ကိုလားတန်း200ကျော်နော်ဒါပါဘူးတစ်လကိုအဲ့တော့တစ်နှစ်ကိုတန်း200ကျော်ထောက်ပံ့တယ်ငါတော့ကွာမမြင်ဘူးပါဘူးနော်တော်လိုင်းကြားလည်းမကြားဘူးပါဘူးနော်တော်လိုင်းတပ်ဖွဲ့တွေကိုအမေရိကန်ကထောက်ပံ့ပေးလိုက်လို့ပတ်စံတွေရတယ်ဆိုမင်းအဲ့လောက်ရမှာတော့ကွာမင်းကောင်ပြုတ်တာကြားပြီဟိတ်ကောင်ရဲ့နော်အေးဘောတချို့တို့သတင်းဌာနတွေတော့နည်းနည်းတော့အခက်အခဲဖြစ်သွားမှာပေါ့နော်ဒါ granting ပြီးတော့မှဒါလေပတ်နေရတဲ့ဌာနတွေကတော့အနေတော့ခက်ခဲဖြစ်သွားဒါပေမဲ့သူ့အနေနဲ့သူတော့အပေါက်ကရှိပြီးသားပါဟေးကောင်ရဲ့နော်ပြည်သူကရှိပြီးသားမင်းတို့ဒီကနေ့လေမင်းတို့ကိုတိုက်ပွဲဝင်လာတာနော်ဘယ်ကောင်အထောက်ပံ့မှမပါဘူးနော်ဘယ်နိုင်ငံရဲ့အထောက်ပံ့မှမပါဘူးငါတို့ပြည်သူတွေကိုယ်တိုင်ထောက်ပံ့လာတာအဲ့ဒီအထောက်ပံ့နဲ့မင်းတို့ကိုပြင်းတာအဲ့ဒီအထောက်ပံ့နဲ့တွေ့တာအဲ့ဒါလေးနဲ့တွေ့တာတော့မင်းတို့ကွာပြခါနေရပဲနော်လူလဲပဲမင်းတို့ကောင်ဟုတ်တယ်မလားမင်းတို့လူလဲပဲဘယ်နိုင်ငံရဲ့အထောက်ပံ့မှမပါဘူးဟေးကောင်ရဲ့အတိတ်တော့ကတော့မပါဘူးကွာငါတို့လည်းအများကြီးအတိတ်တွေအများကြီးပါနော်ကြားဘူးအမေရိကန်ထောက်ပံ့လို့ဒီနှစ်တော့ဒီတစ်နှစ်စာတော့အမေရိကန်ဒေါ်လာဘယ်လောက်ရပါကြားဘူးအဲ့လောက်ရလို့တော့မင်းကောင်ပြုတ်တာကြားပြီဟေးကောင်ရဲ့နော်မင်းကလည်းဝမ်းသာစရာမရှိရှာကြံပြီးမင်းကဝမ်းသာစရာလည်းမရှိဘူးနော်တနိုင်ငံလုံးနဲ့ပြင်းခံနေတော့ဝမ်းသာစရာမရှိတော့အမေရိကန်ကဟိုမှာUSA တို့ဘာလို့ပေါ့နော်အဲ့ဒါတွေလည်းပါမှာပေါ့အဲ့ဒါတွေခဏရက်ဆိုင်လိုက်တော့မင်းတို့ဝမ်းသာစရာမရှိရှာကြံဝမ်းသာနေရတဲ့ဘဝအမင်းဘဝရတယ်နော်ငါတို့ပြည်သူကအေးစိတ်ပဲရှိသေးတယ်နော်မင်းတို့စက်ပြင်းဦးမှာဟဲ့နော်စက်ပြင်းဦးမှာစိတ်သာကြလာဦးမှာမင်းဝမ်းသာမစောနဲ့ဟဲ့ကောင်ရဲ့နော်တော်ကြနေကြော်မျိုးမင်းပြောသလိုမျိုးနော်နောက်မှမင်းလှုပ်ဝက်ထားတဲ့မင်းရတယ်အာဂျင်နာတွေ plan တွေရှိနေမင်းတို့ဒုက္ခရောက်အောင်မယ်နော်ဟိုကောင်ကအယူနော်ဟိုလူကအယူမင်းလှုပ်ချင်ရှောက်လုပ်နေတာနော်အဲ့လူကအယူ
ဒီညလည်းလွတ်တော်မှာလည်းမိန်ကုန်းပြောမယ်လို့ပြောတယ်ဘာတွေပြောလဲမသိဘူးသူကတော့သူတခါစကားထွက်ပြောရင်ပွဲတစ်ခုဖြစ်တယ်နော်အေးမင်းကျော်မျိုးမင်းပြောသလိုမင်းအာသာအာဂျင်နာတွေထွက်လာတော့မင်းကတော့သေပြီမင်းတို့ကတော့သေပြီနော်ဟုတ်ပါပြီကဲမင်းနောက်တစ်ခုထပ်ပြောပါအောင်နော်နောက်တစ်ခုထပ်လုပ်မင်းစင်ဖြူကျိုးစင်ဖြူကျိုးမြို့နေမြေရက်စကမှုဒီကနေ့မနက်9:45မိနစ်အချိန်မှာမြို့ပေါ်မှာရှိတဲ့ဒါချမ်းမြေအောင်လက်ဖေးဆိုင်မှာမိသားစုနဲ့ထိုင်နေတဲ့အချိန်မှာPDF အမျိုးသမီးစစ်သွေးကြွ PDF မိန်းမအဲ့ဒီမိန်းမပစ္စတိုနဲ့ဒီခေါင်းလာပစ်ပလိုက်တယ်အဲ့ဒါပဲပေါ့မင်းစဉ်းစားကြည့်မင်းတို့လက်နက်ကင်အဖွဲ့အစည်းเนาะမင်းတို့ရဲ့စစ်တပ်ပေါ့เนาะရဲပေါ့เนาะအပြူစောထီးပေါ့ဘလောက်အထိစိတ်ထဲမှာငါတို့ပြည်သူကမင်းတို့နဲ့ပတ်သက်ပြီးတော့မှစိတ်ထဲမှာပေါ့စိတ်ထန်ရထားလဲဆိုတာမင်းကလေးတယောက်ကမင်းအဲ့လိုလူရှိသူရှိလူကြားထဲမှာမင်းတနက်နဲ့လာပြစ်ရဲဖို့ဆိုတာမင်းတော်ရုံနောက်ကနေပြီးတော့တွန်းအား force တွေမရှိဘဲနဲ့မရဘူးဟဲ့အဲ့တွန်းအားမင်းသူအကြီးရှိနေလိမ့်မယ်အဲ့လိုပဲတို့တနိုင်ငံလုံးမှာရှိနေတဲ့လူတွေရဲ့စိတ်ထဲမှာလည်းစိတ်တန်ရမင်းတို့ပေးထားတဲ့စိတ်တန်ရတွေကြောင့်မင်းတို့ကိုတွေ့တဲ့နေရာမှာအခွင့်အရေးရရင်ရတယ်လာလိမ့်မယ်ပြင်းလိမ့်မယ်နော်လာပြစ်ပလိုက်တယ်လာပြစ်တဲ့ခါမှာကျွန်တော်တို့စကမ်းမှုကတော့နေရာမှာပဲပွဲချပြီးတည်သွားတယ်အဲ့ဒီစကမ်းမှုထိုင်တဲ့လက်ဖေးဆိုင်နဲ့ရက်စကန်တွေက3ဖာလုံးလောက်ပဲဝေးတယ်လို့မြို့ကန်တွေကပြောတယ်ကျွန်တော်တော်နီးတယ်ပေါ့ဗျာတော်နီးတယ်ပြီးခဲ့တဲ့ဒီဖေဖော်ဝါရီလ4ရက်နေ့ကလည်းဒီစလင်းမြို့တက်ညောင်ရက်စကန်ကအမျိုးသမီး2ရဲလက်ဆိုးဒါကျွန်တော်ဈေးထဲမှာပဲတနက်နဲ့ပြစ်ခတ်ခံခဲ့ရတဲ့အနေအထားဖြစ်ခဲ့ပါတယ်အေးဒီကွာကိုရင်နဲ့ကိုနေဘာမှဖြစ်ဘူးကွာဟုတ်တယ်မင်းတို့ပြောခဲ့တာပဲမင်းတို့စစ်တပ်ကပြောခဲ့တာကိုရင်နဲ့ကိုနေပါလားဘာလို့အပြင်ထွက်လဲအပြင်ထွက်ရင်ပြစ်ခတ်ခံရမှာပေါ့ပြစ်သက်ခံရမှာပေါ့ဒါပဲရောမင်းကွာဝက်က4နှစ်ပဲကြာတယ်နော်4နှစ်ပဲကြာတယ်မင်းတို့ကောင်ကြီးပြောခဲ့မင်းတို့လူဘာဝကြီးပြောခဲ့တာတနက်ကင်ပြီးတော့မှကိုရင်နဲ့ကိုနေပါလားအပြင်ထွက်ရင်ပြစ်ခံရမှာပေါ့ခုမင်းတို့လည်းကိုရင်နဲ့ကိုနေမင်းတော်မှာအခုခန်းအောင်နေရတာမှလားအေးကောင်ရဲ့မင်းတော်မှာအဲ့စကားကိုလိုက်နာနေရတယ်မှလားတိတ်မထွက်ရဲဘူးထွက်ရင်တော့ခိုးကြောင်ခိုးပဲထွက်ရတာနော်ပြီးလို့ရှိရင်လန်ခီးစဉ်ကိုရှောက်ပြောပြီးထွက်ရတာဟုတ်တယ်မလားအချိန်ကြီးလွှဲပြောပြီးထွက်နေမင်းဘွားတွေအဲ့လိုဖြစ်ရနော်မင်းတို့ဘွားတွေပေါ့နော်ဟုတ်တယ်မလားအေးအဲ့၄နှစ်တောင်ပြည့်သေးလာအောင်မှာအဲ့ထက်ကြီးတဲ့ဝတ်တွေလာအောင်မှာဘလို့လာမှန်းသိလားမင်းတို့ကောင်တွေစီစီညံ့ညံ့ငါတို့ပြည်သူတွေကိုဘုံကျဲထားတဲ့ဒဏ်တွေကလာအောင်မှာအဲ့ဝတ်တွေလာအောင်မှာနော်ဆက်ပြောကြည့်ကျွန်တော်တို့ဆိုးတယ်ပေါ့ဗျာကျွန်တော်တို့ကအများအားပြောပါတယ်ကျွန်တော်တို့ဒီဖြစ်စဉ်တွေမဖြစ်ခင်ကာလကျွန်တော်အများအားပြောပါတယ်လက်ဖေးတစ်ခွက်ကြောင့်မိမိအသက်အဆုံးရှုံးမခံပါနဲ့900တရားကြောင့်မိမိအသက်အဆုံးရှုံးမခံပါနဲ့ခင်ဗျာမာဆက်သွားပြီးတော့မိမိအသက်အဆုံးရှုံးမခံပါနဲ့ KTV သွားပြီးတော့မိမိအသက်အဆုံးရှုံးမခံပါနဲ့ပြောလိုက်ဘီယာဆိုင်သွားပြီးမိမိအသက်အဆုံးရှုံးမခံကျွန်တော်တို့တောက်လျှောက်អော်ခဲ့တာပဲဗျာအေးလေကွာអော်ခဲ့တာပဲခင်ဗျာရှေ့မှာတာရကားတွေရှိလို့ကျွန်တော်တို့နောက်လူတွေမဖြစ်အောင်ကျွန်တော်တောက်လျှောက်អော်ခဲ့တယ်တိုးတော်လည်းပဲဒါဖြစ်သွားတယ်ပေါ့ဗျာအဲ့တော့ကိုယ့်အသက်ကိုတန်ဖိုးမထားရင်တော့ဖြစ်မှာပဲဗျာခင်ဗျားတို့ဟလာတစ်ဖိတ်တစ်ခွက်မှာဗျာခင်ဗျာဘယ်လောက်ရှိမှာလဲမြို့ပေါ်မှာဆို2000ပေါ့ဗျာကြေးလက်မှာဆိုတော့900 800ပေါ့အဲ့တော့ခင်ဗျားတို့အသက်က900 800ပဲတန်တာလားမိမိအသက်ကိုမိမိတန်ဖိုးထားလဲဆိုရင်ညောင်အဲ့လောက်တော့မတန်ဘူး900 800တော့မတန်ဘူးဘာတပြားသားမှမတန်ဘူးเนาะအဲ့ကောင်ကြီးရဲ့အသက်ကသဘောပေါက်လားဂယူးဆိုင်ဖို့လိုတယ်မိမိတက်ကလက်ဖေးတစ်ခွက်လောက်ပဲတန်ဖိုးရှိတယ်ဆိုရင်တော့ခင်ဗျားတို့ကြိုက်တဲ့လက်ဖေးဆိုင်သွားကြိုက်တဲ့ကွန်ရဆိုင်သွားကြိုက်တဲ့နေရာကိုသွားဘာကြောင့်ဆိုတော့ကျွန်တော်တို့ကမမြင်ရဘူးဗျာတချို့ရတယ်ကျွန်တော်တို့ကတကယ်ရှေ့တန်းမှာကရန်သူကဘယ်နာမှာရှိကိုကဘယ်နာမှာရှိမြင်နေရသေးတယ်ဥမာအဆင်ပြေသေးတယ်ဒီလိုနေရာကြောင့်မမြင်ရဘူး तू ကဘာလဲကိုကဘာလဲမသိဘူးငါနေတိုင်းထိုင်နေကြပါဆိုပြီးသွားထိုင်လို့တော့မရဘူးဗျာပြဿနာတော့ရှိတယ်အဲ့တော့ကိုယ့်အသက်ကိုတော့ဂယူးဆိုင်ပေါ့ဗျာเนาะဒါကကျွန်တော်တို့တော်တော်လေးဆိုးသွားတယ်တော်တော်ဆိုးတယ်အေးစေပြူကျိုးမြို့နယ်မြေရဲစကမှုရဲအုပ်တန်းလွင်သူမိသားစုနဲ့လည်းဖိဆိုင်မှာထိုင်နေရဲ့အခါမှာ PDF ကအနိကဖြစ်သွားတာမျိုးသမီးပြစ်ခတ်လိုက်ပြစ်ပြီးတော့လုံးကြလိုက်တာပေါ့ဗျာတော်တော်ဆိုးတာပေါ့နော်အဲ့တော့ကျွန်တော်တို့အသက်တွေတန်ဖိုးထားဖို့လိုတယ်အဲ့တော့မိမိအသက်ကိုတန်ဖိုးထားတယ်မိမိမိသားစုတန်ဖိုးထားတယ်မိမိနိုင်ငံတော်ကိုမိမိတန်ဖိုးထားတယ်ဆိုရင်ကိုရဆိုင်ကြီးလည်းကျွန်တော်တို့မသွားနဲ့ပြောတာမဟုတ်ဘူးနော်ဂယူးဆိုင်ဘီယာဆိုင်ကြီးလက်ဖေးဆိုင်နေခင်ဗျားတို့ဖြစ်မှာနော်ဖြစ်မှာပြီးခဲ့ရက်ကဆိုလဲကျွန်တော်ညောင်းပါမယ်ပြီးတော့သွားနေကြသေးရှိသေးတယ်အဲ့လိုပုံကိုယ်တွေဖြစ်သွားရင်တော့ကြော်မကောင်းကြားမကောင်းတွေဖြစ်လိမ့်မယ်ကိုယ့်တက်ကိုတန်ဖိုးမထားရင်တော့လောက်ကြအေးကျုပ်ကတော့တန်ဖိုးထားတယ်ဟုတ်လားကျုပ်ကနော်ကျုပ်ကတွင်းထဲမှာနေပြီးကျုပ်ကပြောချင်တာပြောနေခင်ဗျားတို့ချက်ချက်မသွားနဲ့ပေါ့နော်ကျုပ်ဆိုဟုတ်လားဒီကောင်လူလေနော်ဒီကောင်လူလေတွေကဒီကောင်ကြီးကဒီလက်နက်ကင်စစ်သားတွေရဲတွေရဲ့အသက်တွေကိုချနင်းပြီးတော့မှဘဝရက်တည်ရေးအတွက်
လှုပ်ရှားနေတဲ့ကောင်တွေပြောတော့တိုင်းပြည်နဲ့လူမျိုးအတွက်မျိုးဘာသာသာသနာအတွက်ကိုပြရှောက်ပြောတာပေါ့နော်ဂျိုးပြောမိုးပြောနဲ့ဗယံပရာတွေပလီပလာတွေရှောက်ပြောอยู่နော်လကားကောင်တွေအဲကောင်နော်ဟုတ်ကဲ့ကျွန်တော်တင်ဆက်မှုကဒီနေ့လောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်